basic ကနေပြီးတော့ intermediate ရောက်ဖို့ဆိုလို့ရှိရင်အနည်းဆုံး3လအများဆုံး4လလောက်ပဲကြာမယ်ပေါ့နော်ဒါတရက်ကိုကိုကအနည်းဆုံး1နာရီနဲ့2နာရီကြာဒီအချိန်ပေးနိုင်တယ်တစ်ပတ်ကို6ရက်ထိလုပ်နိုင်တယ်ဆိုလို့ရှိရင်ပြောတာအဲ့ထက်အဲ့လောက်မလုပ်နိုင်ဆိုလို့ရှိရင်တော့2ဆလောက်တော့ကြာသွားမှာပေါ့နော်တကယ်ကြာတာက intermediate ကနေပြီးတော့အထက်ကိုမှကြာတာ basic ကနေ intermediate ဆိုတော့တကယ်ကိုလွယ်လွယ်လေးခဏလေးပေါ့နော်အချိန်သေးချာကိုပေးရင်ပေးနိုင်သလောက်မြင်နေရတယ်လွယ်တာ哦အဲ့တော့ဆိုတာဒီနေ့ဒီဗီဒီယိုထဲမှာပေါ့နော်အဲ့တော့study plan လေးကိုကိုယ်တိုင်လုပ်လို့ရအောင်လုပ်ပေးထားတယ်။ကိုယ်တိုင်လုပ်လို့ရတယ်ဆရာမလို့ပေါ့နော်။ဘာလို့ဆိုတော့အခုခေတ်မှာ AI နေပါတယ်လေအရန်ပေါ်နေပြီအရန်လည်းကောင်းနေပြီဆိုတော့တို့ကိုသိချင်တဲ့စာကို AI ကို tutor တယောက်လို့ဆရာတယောက်လို့သဘောထားပြီးမေးလို့ရတယ်။ဆိုတော့ study plan လေးကိုပြပြီးတော့ကိုသိချင်တဲ့ grammar လေးတွေကိုနည်းနည်းလေ့လာ study တာလေးလုပ်ပေါ့နော်။အဲ့တော့ let's get startedဒါလေးတွေကတော့စားလို့မှဆိုလို့ရှိရင်လိုအပ်တဲ့ material လေးပေါ့နော် grammar ကတော့လူတိုင်းသုံးနေကြဒီ Raymond Murphy ရဲ့ grammar in essential use သုံးလို့ရတယ်ပြီး listening က BBC learning English to view တွေတားထောင်လို့ရတယ် vocabulary quizlet တို့တခြားကိုကြိုက်ရသုံးလို့ရပါတယ် speaking practice တော့ကလူတွေနဲ့လေ့ကျင့်မှဆိုလို့ရှိရင်တော့ hello talk တို့ tandem တို့သုံးလို့ရတယ် writing ကကိုမားတဲ့ grammar တွေပြင်ချင်တယ်ဆိုလို့ရှိရင် grammar တွေသုံးလို့ရပါတယ်တခြားဟာလေးလည်းစမ်းကြည့်ပေါ့နော်ဒီ study plan လေးက3လစာ study plan လေးပေါ့နော်အဲ့တော့အဓိကအပြင် speaking လုံးဝ fluent ဖြစ်တယ်ဆိုတာဒါ 4 skill ကိုခြုံပြီးလုပ်ကြမှာပေါ့နော်တရက်ကိုအနည်းဆုံးအချိန်1နာရီကနေ2နာရီလောက်ပေးပါတစ်ပတ်ကို6ရက်လောက်ပေါ့နော်အဲ့လောက်မပြီးနိုင်လို့ရှင်တော့ဆိုတော့4လ5လလောက်တော့ကြာသွားမှာပါအဲ့တော့နေ့တိုင်း skill တစ်ခုစီကိုမိနစ်20စီလောက်ကြပါမယ်အဲ့တော့ grammar မိနစ်20 vocabulary 20 speaking 20 writing 20 reading or listening က20 minutes ပါပထမဆုံးလာမှာတော့ဆရာတို့ကဒီ foundation ကို strong ဖြစ်ဖို့ပဲအာရုံစိုက်မယ်ပေါ့နော်အဲ့တော့ beginner ကနေပြီးတော့ elementary သွားတဲ့ level ဖြစ်ပါတယ်ဒီလမှာဆရာတို့ grammar အနေနဲ့က verb to be လုပ်မယ် simple present tense ပြီးရင် plural nouns ပြီးရင် article pronouns adjective preposition ဒီ grammar လေးတွေလုပ်ပါမယ်ကိုယ်တိုင်မလေးလာတဲ့လို့ရှိရင်လည်း AI ကို tutor ဖြစ်သဘောထားပြီးတော့သူ့ကိုမေးခိုင်းသင်ခိုင်းလို့ရပါတယ်အဲ့တော့စလုံးနေအနေနဲ့ကတော့ဆိုတော့ဒီ daily life နဲ့ပတ်သက်တဲ့အရာလေးပေါ့နော် family home food jobs routine တရက်ကို10လုံးကနေပြီး15လုံးဒီလေးလာလို့ရတယ်မှတ်မိမှလည်းပူစရာမလိုပေါ့နော် quizlet တို့ anki တို့သုံးလို့ရပါတယ်အဲ့တော့ဆိုတော့ကဒီအဆင့်မှာတော့ listening and speaking အများကြီးဘာမှလုပ်စရာမလိုသေးဘူး listening ဆိုလို့ရှိရင် BBC learning English တို့ easy English တို့ကနေပြီးဗီဒီယိုလေးကြည့်လို့ရတယ် speaking အတွက်ကဒီလို basic phrase လေးတွေပဲလေ့လာရုံပဲပေါ့နော်ကျွန်တော်ဘာမှလုပ်စရာမလိုပါဘူးwriting ကတော့တရက်ကိုဒီ simple sentence လေး5ကြောင်းလောက်ရေးပေးပေါ့နော်ကိုကအချိန်ရတယ်ဆိုလို့ရှိရင်ဒီထက်ပိုရေးပေါ့essay ကို basic level essay လေးရေးပေးတာပိုကောင်းတော့ my family တို့ myself တို့ဒါလေးရေးပေးပေါ့နော်အချိန်ရတယ်လို့ပေါ့ဒီ2လမြောက်မှာတော့ကျွန်တော်တို့ elementary ကနေပြီး pre intermediate သွားဖို့အတွက်ကို grammar လေးပို့ပြီးလေ့လာကြမယ် conversation လေးစလုပ်ကြရမှာပေါ့နော်အဲ့တော့ grammar က past tense future countable uncountable there is are some any much many address of frequency always often or never ဒါလေးသုံးပုံသုံးနည်းလေးလေ့လာပါမယ် vocabulary ကဒီ travel ခရီးသွားနဲ့ပတ်သက်တဲ့ vocabulary health weather hobbies emotions ခံစားချက်တွေပေါ့နော်စိတ်ဆိုးတဲ့ဒေါသထွက်တဲ့စိတ်ရှုပ်တဲ့အန်ဒလီမျိုးခံစားချက်တွေအသေးစိတ်လုပ်ပါနော်ဒါကနေတာမဟုတ်ဘူးတကယ်တော့အသေးစိတ်လို့ရှိရင်အဲ့လိုမြင်မပြီးဘူး6ရက်လောက်လုပ်မှပြီးမှဒီမှာကဆိုတော့ကအတူချုံးပြထားလို့နေတဲ့ပုံစံပေါက်နေတာနော်listening and speaking ကို listening အတွက်ကဒီ beginner focus လေးစနားထောင်လို့ရပြီESL pod တို့ပြီးရင် BBC English we speak ဒါမှမဟုတ်လို့ရှိရင်ကိုကြိုက်တာနားထောင်လို့ရကိုနားလေတဲ့ဟာဖြစ်လို့ရှင်ပြီးရောကိုစိတ်ဝင်စားတဲ့ဟာဆိုလို့ရှင်ပိုကောင်းတယ် speaking ကကြတော့ကိုကြိုက်တဲ့ topic ခေါင်းစဉ်လေးတွေကိုရွေးပြီး basic level ဒီ elementary level ခေါင်းစဉ်လေးတွေရွေးပြီးတော့တရက်ကို3မိနစ်ကနေ5မိနစ်ထိလေ့ကျင့်ပါမယ်အတန်ရွက်ကောင်းမှုနဲ့ flow ကောင်းမှုအတွက်က shadowing practice လုပ်မှာပေါ့နော် native speaker တွေပြောထားတဲ့ဗီဒီယိုတွေအနောက်ကနေပြီးတော့ shadowing နောက်ကနေလိုက်ပြောတဲ့ပုံစံလေးသင်ကြည့်ပါမယ်ဟုတ်ပြီတော့3လမြောက်မှာတော့ဆရာတို့ဒီကဒီ fluent ဖြစ်ဖြစ် communicate လုပ်နိုင်ဖို့အာရုံစိုက်မယ် pre intermediate ကနေပြီးတော့ intermediate ကိုသွားမယ်အချိန်ပေါ့နော်သူ့ရဲ့ goal ကတော့ဆရာတို့ပို့ပြီးတော့ကောင်းကောင်းရေးနိုင်ရမယ်ကောင်းကောင်းပြောနိုင်ရမယ်လေဒါပေမဲ့အရင်တော့ကြောမှာမဟုတ်ပါလို့ဆိုတော့ဒီ3လတကယ်တမ်းကျရင် speaking fluent ဖြစ်ဖြစ်ပြောဖို့အတွက်ကမလုံလောက်ဘူးဟုတ်ပြီအဲ့တော့ grammar အနေနဲ့က present perfect comparative superlative ပြီးရင် modal verb တွေလုပ်ပါမယ်ပြီးရင် conditional sentence တွေပေါ့နော်ဒီဟာတွေတေချာရအောင်လုပ်ရမှာနော်ဘာလို့ဆိုစကားပြောတဲ့အခါအရေးကြီးတယ်ဒါတွေမရှိလို့ရှိရင်ကိုတွေးထားတဲ့ကိုယ့်ရဲ့ဒီစိတ်ထဲမှာရှိတဲ့စကားတွေကိုမပြောနိုင်ဘူးဒီ grammar တွေမသိလို့ရှိရင်ပြီးရင်သိရုံနဲ့လည်းမရအောင်ပြောတာအလေးကြီးလုပ်ပေးမှရမယ်နော်ဒီဟာလေးပြန်ပြီးတော့သုံးပေး
vocabulary ရဲ့လုံးမှဆိုလို့ရှင်တော့ဒါတွေလုံးလို့ရတယ်ဒါပေမဲ့အရှိမလုံးခဲ့တဲ့တစ်လားနှစ်လားနဲ့လုံလောက်နေပြီမရသေးရင်အရှိရဟာတွေပဲပြင်လောက်တာတော့ပို့ပြီး suggest လုပ်တယ်အဲ့အစားဘာလို့လို့ရလဲဆိုလို့ရှင်ဒီစလုံးစကားဆက်လေးပေါ့နော် because to however although so therefore ဒါလေးတုံးဒါလေးကဒီပို့ပြီးတော့ vocabulary ထပ်ပို့ပြီးတော့အသုံးဝင်တယ် vocabulary အကုန်လုံးသိစရာမလိုအရှိရဟာလုံလောက်တယ်အဲ့ဒီကွန်နတာလေးတွေကို writing ထဲမှာဖြစ်ဖြစ် speaking ထဲမှာဖြစ်ဖြစ်သုံးတအောင်သုံးကြည့်ပေါ့နော် vocabulary ကမှတ်မိတဲ့ကိစ္စမရှိဘူးဒါလေးတွေသုံးတက်လို့ရှိရင် speaking ရော writing ရောဒီ level မှာ speaking ကိုပို့ပြီးတော့လေ့ကျင့်လို့ရပြီဒီ opinion နဲ့ပတ်သက်တဲ့အကြောင်းအရာပြောလို့ရပါတော့ဥပမာဆိုလို့ရှိရင်မင်းsocial media ကိုဘယ်လိုမြင်လဲအချစ်ကိုဘယ်လိုမြင်လဲအင်္ဂလိပ်စာကိုဘယ်လိုလုပ်ရမလဲဒီမျိုးကိုယ့်ရဲ့အကြံဉာဏ်နဲ့ပတ်သက်တဲ့ question လေးတွေကိုစပြီးလေ့ကျင့်ကြည့်မယ်ပေါ့နော်စာရတဲ့လောက်လေးပြောကြည့်မယ်ပြီးရင် video ကကြတော့ဘာကြည့်လို့တော့ recommend မပေးတော့ကိုကြိုက်တယ်ကြည့်လို့ရတယ်ဒါကိုစိတ်ဝင်စားတဲ့ဟာဖြစ်ပြီးရောဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီ level မှာ speaking topic ကိုအနည်းဆုံးတစ်ရက်ကို3ခုလောက်ပေါ့နော်မိနစ်20လောက်ကိုတေချာလေးနားနားလေးလေ့ကျင့်ပေးပါ writing ကကြတော့ email ရေးပုံရင်းနေ message ရေးပုံရင်းနေပြီးလို့ရှိရင် opinion နဲ့ပတ်သက်တဲ့ paragraph တွေဥပမာပြီးနောက်တစ်ခါ debate ဆိုတာကကြတော့ agree လား disagree လားသဘောတူလားမတူလားဥပမာဆိုလို့ရှိရင် internet သုံးတာကောင်းလားမကောင်းလားအဲ့ဒီမျိုး essay လေးစပြီးရေးလေ့ကျင့်လို့ရပါတယ်ဒါတွေကို essay တွေမကောင်း speaking topic အနေနဲ့သုံးပြီးတော့ speaking လေ့ကျင့်လို့ရတယ်အဲ့တော့ဒီတိုင်းလေးလုံးမယ်ဆိုလို့ရှိရင်တစ်ပတ်ကိုအနည်းဆုံးတစ်ပတ်နောက်ဖြစ်တဲ့တစ်ရက်ကိုအနည်းဆုံးတစ်နိုင်ရနေပြီးတော့2နာရီ skill တစ်ခုကိုမိနစ်20စီသိချာတစ်ပတ်6ရက်လောက်လုံးမယ်ဆိုလို့ရှိရင်3လအတွင်းမှာ basic ကနေပြီး intermediate ကကျင်းတည်ရောက်နိုင်တယ်ပေါ့နော်ဒါရဲမတော့မဟုတ်ဘူးပေါ့နော်အဓိကဒီ language တစ်ခုကိုနေ့တိုင်းထိတွေ့တာများလို့ရှိရင်3လလောက်ဆိုတဲ့ပမာဏအတွင်းမှာတစ်ခုကကျင်းတည်တည်တာလားပေါ့နော်အဓိကအဖြစ် basic ကနေ intermediate ကအဲ့လောက်ကိုမကြောက်လွယ်တဲ့ဟာလေးတွေများတော့လေ intermediate ကနေအပေါ်တက်မယ်ဆိုတဲ့အခါကျမှသင်ရတာ resource တွေများတယ် output များတယ်ဆိုတဲ့အတွက်ကြောင့်မလို့ပိုခက်တာဒါကလွယ်